လူဆွဲမလားဓာတ်ပုံရိုက်မလားစင်ကြီးတာလုပ်လို့ရတယ် Forest Super Science နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ Okay ဒီနေ့ကျွန်တော်ရောက်နေတဲ့နေရာကတော့ဒါကကျွန်တော်တို့government complex building ပြီးမှာပေါ့နော်အဓိကတော့ visa extension လုပ်တဲ့သူတွေ ED visa chain တဲ့သူတွေစသဖြင့်နောက်90 day report လုပ်တဲ့သူတွေဒီမှာအများဆုံးလာလုပ်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ visa တက်တန်းတိုးတာတော့2နေရာရှိတယ်ပေါ့14ရက်နဲ့လာတယ်ဆိုရင်တော့ကျွန်တော် IT Square မှာပဲကျွန်တော်တို့တက်တန်းတိုးတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ tourist visa နဲ့လာတဲ့သူတွေနောက် online ကနေပြီးတော့ကျွန်တော်တို့ visa extension လုပ်မဲ့သူတွေဆိုလို့ရှိရင်တော့ဒီ government complex ကိုလာရတယ်အဲ့တော့ okayလာရတာတော့အဆင်ပြေတယ်ကျွန်တော်ဒီရောက်တဲ့အချိန်ညတော့မှIT Square မှာဆိုရင်တော့လွယ်တယ်မိတ်တူဆိုင်ရှာရတာဟုတ်ပြီနော်ဆိုတော့ IT Square မှာဆိုရင်တော့ immigration ရဲ့ဘေးနားမှာကြီးလိုက်တာနဲ့တည်းမိတ်တူဆိုင်တွေပွားထနေတာပဲဆိုတော့ဒီမှာကျတော့ကျွန်တော်ဒီအပေါ်ပတ်လည်မှာကဘာဆိုင်မှမရှိဘူးအဲ့တော့ကျွန်တော်ဒီနေ့မိတ်တူဆိုင်လေးကိုကျွန်တော်ပြပေးမှဖြစ်တယ် okay ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်ရောက်နေညာအလဲတက်ပဲဟုတ်ပြီနော်အဲ့ဒီအလဲတက်မှာဓာတ်ရိပ်ကားလေးရှိတယ်အဲ့ဒီကနေပြီးတော့အောက်ကိုဆင်းသွားရမယ်โอเคစက်ကြည့်လိုက်ရအောင်ကျွန်တော်အလဲပေါက်လို့လည်းခေါ်တယ်free shuttle bus စီးလာလို့ရှိရင်ဆင်းရတဲ့နေရာလေးလည်းဖြစ်တယ်အဲ့ဒီရဲ့ဘေးနားမှာပဲကျွန်တော်တို့အောက်ကိုဆင်းတဲ့ဓာတ်ရိပ်ကားလေးရှိတယ်အောက်တစ်ချက်ပဲရှိတာပါအောက်တစ်ချက်ကိုဆင်းမယ်ပြီးရင်ကျွန်တော်တို့ဘယ်ဘက်ကို꿰မယ်ပေါ့နော်အိုက်စာတော့ဒီကိုရီများကလည်းဒီမှာဖူကောင်းရှိတယ်ဖူကောင်းမှာဝင်ကြိတ်လို့ရတယ်တော့ဒီမှာမှားစရာနေရတော့မရှိဘူးဘာလို့လဲဆိုတော့ဒီအောက်ကလမ်းကအဝိုက်ကြီးဒီဘေးဒင်းကိုဝိုက်ပြီးဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဖြတ်လန်းနေသွားလိုက်မယ်ဒီမှာဈာလေးတယ်မှာနော် restaurant လို့တော့သူကတော့ညွှန်းထားတာပဲဒါပေမဲ့ဒီဈာလေးကနေဖြတ်ချလိုက်မယ်ဟိုဘက်ကနေဆိုကျွန်တော်တွေးပဲကျွန်တော်တို့ဒီမှာရှောင်းလန်းလေးစုံပြီဆိုလို့ရှိရင်ညာဘက်ကို꿰ဒီမှာလည်းနောက်ထပ်ဖူကောင်တစ်ခုရှိတယ်အဲ့တော့မှတ်ထားလို့လွယ်မှာတော့ဒီ food wall ပေါ့နော် food wall ဘေးမှာကျွန်တော်7-11ရှိတယ်7-11 food wall ပြီးသွားလို့ရှိရင်တဲ့ပဲကျွန်တော်တို့ရှောင်းမယ်ဒီမဟုတ်ဘူးเนาะဒီမှာလုံးဝမိတ်တူမဆွဲပြပါဘူးအဲ့ဒါတို့ printing man လောက်တာပါအဲ့တော့အဲ့ဒီဆိုင်ဘေးကနေကျွန်တော်တို့ဘယ်ဘက်ကိုချိုးလိုက်ပန်းဆိုင်လေးတွေရှိတယ်ပန်းဆိုင်လေးကြော်လာမယ်ဒီမှာကျွန်တော်တို့ photo cd ဆိုပြီးတော့ရှိတယ်ဥပမာကျွန်တော်တို့ snack ဆိုပြီးရှိတယ်နောက်ပြီးတော့ဒီဘက်မှာ quick photo ပေါ့နော်လေပေါ်အောင်လေးနဲ့ရှိတယ်အဆင်ပြေတဲ့ဆိုင်မှာကျွန်တော်တို့မိတ်တူဆွဲမလားဓာတ်ပုံရိုက်မလားအဆင်ပြေတာလုပ်လို့ရတယ်ต้องทำบัตรประชาชนภรรยาเขาใช่ไหมคะใช่ครับမိတ်တူလေးဆွဲပြီးသွားပြီဆိုရင်တသားရပဲအဲ့ပန်းလိုက်တဲ့ဘက်ကိုပဲရရှောက်လာမယ်အဒီကတော့ဝေးသွားကြမှာလို့တော့အဲ့ရဲ့ရှိတက်မှာပဲကျွန်တော်တို့ဓာတ်လေးရရှိတယ်ဟုတ်လားဒီရဲ့ရှိတက်မှာပဲကျွန်တော်အပေါ်တက်တဲ့ဓာတ်လေးကနေတက်ပါပြီခင်ဗျာK2 ကဝင်လာရဆိုရင်ဘယ်လိုသွားရမလဲဆိုလို့ရှိရင် K2 ကနေဝင်လာကျွန်တော်ဒီဘက်မှာ Immigration Division 1ဆိုတာရှိရယ်เนาะအဲ့ဒါကိုကြော်ပြီးတော့ကျွန်တော်တို့ရှောက်လာเนาะဒီမှာဒါ Elite Visa စာပဲပေးတဲ့ဟာပေါ့အဲ့ဒါကြော်သွားရဲဆိုလို့ရှိရင်လည်းဒီမှာအောက်ကိုဆင်းတဲ့ထလေးကားရှိပါတယ်โอเคဆင်းလိုက်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ညဘက်ကိုချိုးလိုက်โอเค
ညာဘက်ကိုချိုးပြီးတော့ဒီဘက်မှာဘန်ကောက်ဘန်ဆိုတာအဲ့တွေ့လိမ့်မယ်အဲ့ဒါကိုကြော်လိုက်လေဆိုလို့ရှိရင်ဖူဘောတွေ့မယ်အဲ့တိုင်းနေပဲဖူဘောဘန်လေးတော့တဲ့တဲ့ပဲရှောင်းမယ်အရှိကပြောခဲ့တယ်ဒါကတော့ printing ဆိုင်ပေါ့နော်ဖနိုင်းနေပါထုတ်အဲ့ဒါကိုကြော်လိုက်ပြီးတော့ okay ကျွန်တော်ဘယ်တော့ကိုချိုးလိုက်ပြီဆိုတာ ਨੇ မိတူတိုင်းရှောက်ပါပြီခင်ဗျာကျေးဇူးများโอเคဗျာဒါဆိုရင်မိတူလည်းဆွဲပြီးပြီဥမာတပုံရိုင်းမဲ့သူလည်းရိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆက်လက်ပြီးတော့ကိုလုံးမဲ့ဟလာဒီဘက်မှာ visa extend တိုးတာတွေ ED visa တွေလုံပုံတန်ဒီ report လုပ်မဲ့သူတွေဒါပဲအချမ်းလေးချိုးပြီးတော့တက်တက်လေးသွားလိုက်ရောက်ပါပြီခင်ဗျာ okay ဆိုတော့ government complex မှာမိတူဘယ်လိုဆွဲမလဲ copy ဘယ်လိုကူးမလဲဆိုတဲ့သူတွေအတွက်เนาะsharing လုပ်ပေးခဲ့တာဖြစ်ပါတယ်နောက်တဲ့ video လေးမှာပြန်ဆုံကြမယ်ဗျာ bye bye တကယ်တော့ဗျာတကယ်တော့ super ဆိုင်ပါ